ဒါကြောင့်တတိဒီကားလို့ဆိုလို့ရှိရင်ထူးတလေရေးကြီးတယ်ဆိုပြီးဘုရားခင်ကိုရမေကြီးကဟေးတတိမလင်းနဲ့ဟာတတိမလင်းနဲ့ဟာဆိုပြီးတော့ယန္တပါဆုံးမဘယ်လိုဆုံးမလိုက်သလဲလို့မေးတဲ့အခါကျတော့ဘုရားခင်ကိုရမေကြီးကဝေဒနာနုပဒနာယန္တပါပေးလိုက်ဝေဒနာနုပဒနာပေးလိုက်တယ်မင်းဝေဒနာတွေပေါ်တိုင်းဆာလမောသိလည်းသိနော်ဟုတ်လားစားခြင်းလည်းသိတောက်ခြင်းလည်းသိအိတ်ခြင်းလည်းသိအကုန်သိပြီထားတယ်လည်းသိကြွတယ်လည်းသိကိုယ်တယ်လည်းသိဆန်းတယ်လည်းသိဟေးဘုရားကဆိုတော့ဒါဝေဒနာပေါ်တာကြီးပဲမဟုတ်လားပါကိုယ်ခြင်းလည်းဆိုရဲဒကာဓမ္မတို့ဆန်းတာညောင်းလို့မဟုတ်လားဆန်းတာကဒုက္ခဝေဒနာကိုယ်ခြင်းကဒုက္ခဝေဒနာပေါ်ဘူးလားအခုမပေါ်ရကိုရှိသေးရဲ့အမရှိတော့အကုန်ပေါ်နေတာပဲအဲ့ဒါတွေကိုမင်းကြက်ကြက်သတိထားလို့ဘုရားကသတိပဋ္ဌာန်လုပ်ကိုဘုရားကတရားပေးလိုက်ကြောင်းသွားနေကျောင်းကနေပေးလိုက်တဲ့အခါတော်တဲ့သွားပြီကိုတော်လေးကအထုတ်ချက်နေရာတိုင်းမှာတတိလို့ပါလိမ့်မလဲဆိုပြီးဒီကလာတတိချွေးရရှိလို့ပါလိမ့်မလဲလို့သူစိတ်ထဲအောင်းမဲ့ပြီးဒီကလာလမ်းပြန်တာဟုတ်ကဘုရားကျောင်းတော်ရောက်ပြန်တယ်တောကျောင်းကနေပြီးတော့ပြန်တဲ့အခါကျတော့အခုလိုနွေရာသီနဲ့ဒူပါတယ်တောမိတွေကတခါတည်းကျောင်းတစ်ခုနဲ့ကျောင်းတစ်ခုတိုက်တယ်ဆိုရင်မိပွင့်တာဟုတ်တယ်မိပွင့်တာအောက်ကလည်းမျက်တွေချောင်းနေတယ်ဆိုတော့လောင်တာပေါ့ဗျာအဲ့ဒီချောင်းနေတော့ဒီကကျောင်းနဲ့တခါတည်းလှုပ်လိုက်တယ်လို့တခါတည်းမိတွေထားလောင်တော့မိတွေသူနာနီးလာတယ်နဲ့တောင်းမော်တက်ပြီယူစင်းကတောင်းမော်တက်ပြီပြီးဒီကရတောင်းမော်နေကြည့်ပြီးနေတော့သူစိတ်ကဒီမိရကြည်သာမျက်ငယ်လေးတွေလောင်တာပဲမျက်ရှည်ကြီးတွေလောင်တာပဲသစ်ပင်တွေလည်းလောင်တာပဲအငယ်ရောအလိုက်ရောအကြီးရောသူဒီမိဘာမှမရှောင်ပါလားအကုန်လောင်တာပါလားသူစိတ်ကဒီလိုအောင်မေးပြီးဒီကရဒါနဲ့သူခန္ဓာကိုပြန်ကြည့်ခံကြည့်တော့လေခန္ဓာကိုယ်ထဲမှာဝေဒနာနုလေးတွေလည်းပြက်တာပဲဝေဒနာကအလတ်စားတွေကိုဝေဒနာကြီးတွေကိုမိကိုတခါနမူနာထားတာဘူးမိရကြည်စမ်းတရားဓမ္မတို့မျက်ငယ်လေးတွေကမလောင်မဲနဲ့ရှက်သွားသလားအဲ့လောင်တာမျက်လက်တွေရောမျက်ကြီးတွေရောတခါသစ်ပင်ငယ်တွေရောအကုန်သစ်ပင်လက်တွေရောသစ်ပင်ကြီးတွေရောကောင်းပြီလားဆိုရင်ဘုရုရှောင်သေးတယ်အကုန်တော့လျှောက်သိမ့်လောင်တာပဲတခါလေလေတိတ်ကလေးလောင်ချတာပဲတခါသိမြူးမှလည်းဘာနဲ့ခြံခဲ့သေးတော့ဘာမှမခြံခဲ့တယ်လို့ဒီမှာလဲညာထဲမှာကြည့်လိုက်လို့ရှင်ပြန်ဒုက္ခငယ်လေးလဲသရမရဏမိလောင်လိုက်တော့ပြက်သွားတာဒုက္ခလတ်စားလေးကောသရမရဏမိလောင်လိုက်တော့ပြက်သွားတာပဲဟုတ်သဘောကျဒုက္ခကြီးတွေကောသရမရဏမိလောင်ပြက်တာပဲကွာအလိုလိုပြက်တာဟုတ်ကဲ့လားသရမရဏမိလောင်လို့ပြက်တာကြီးအဲ့ဒီမှာညာနဲ့ကြည့်ပြီးသူကဟိုမီးတွေကြည့်လေးမျက်ငယ်လေးတွေလောင်တာကြီးမျက်ကြီးတွေလောင်တာကြီးမျက်လက်တွေလောင်တာကြီးမျက်ပင်တရားလောင်တာကြီးတွေလောင်တာကြီးအခုလောင်တာပါလားကုံလောင်တာပါလားဒီနဲ့ကိုယ်တဏ္ဍာရှိတဲ့ဝေဒနာလေးတွေလည်းပေါ်ကြဝေဒနာလေးတွေလည်းပြက်သွားတာပဲတော်တော်ကျင်စဝေဒနာလေးလည်းပြက်တော်တော်ကျန်းလာတာကြီးလည်းပြက်တာပဲတော်တော်အမှန်တန်ကျန်းလာတာကြီးတွေရောပြက်တာကြီးပဲဆိုပြီးခါလာတော်ပြီးအကုန်လောင်သူတို့သူ့စိတ်နဲ့ညာနဲ့အကုန်ထင်းလာတာဟုတ်ကွာအဲ့ဒီမှာဘုရားသခင်ကိုရမေကြီးကငါဤတပိသားကဖြင့်မြက်ကနမူနာတော်မီနမူနာထားပြီးဒီကာလယခုရှုလိုက်တာဒီကားလဲဆိုလို့ရှိရင်ဖြင့်အတော်ကိုညာတတိမလွတ်တဲ့အတွက်အတော်လေးခီးပေါက်လာပါဘောလားတောင်းတော်နေကြည့်အဝေးကြီးကျောင်းတော်နဲ့ဝေးကြီးစေတော်ကျောင်းနဲ့ဒီကိုတော်လေးတော်တဲ့တောခုလာမှာမီးလောင်လို့တောင်ပေါ်တက်ပြီးတောင်ပေါ်ကနေပြီးမီးတွေကြည့်ပြီးခန္ဓာကြည့်နေတာနဲ့အဝေးကြီးအဲ့ဒီမှာဘုရားသခင်ကိုရမေကြီးကဟေးယဟန်လေးပေါ့လေအပမရရဟောတာသစ္စိတမနိယခဏဟုတ်လားအပမရရဟောတာအပမရရဟောတာအပမရောအပမရရဟောတာသစ္စိတမနိယခဏဟေးမင်းဒီမမေးနဲ့ဟေးနော်မမေးနဲ့တတိလေးနဲ့ကြည့်နေဟုတ်လားတန်ရောစနမနုံဆူလံတဟံအဂိဝကိစ္စတိမဲ့တန်ရောစင်တွေကိုမင်းတတိပညာလေးတွေကအကုန်လောင်းနေပြီကွမင်းရှုနေတဲ့ဥစ္စာဒီတန်ရောစင်လောဘငယ်လေးတွေအကုန်လောင်းနေပြီဒေါသငယ်လေးတွေအကုန်လောင်းတော့မင်းကဟောဝေဒနာလေးတွေအသေးလေးတွေရှုအလက်ကလေးတွေရှုအကြီးလေးတွေရှုမိလောင်သလိုလောင်တာလေးတွေမင်းရှုနေတာနဲ့မင်းတဏ္ဍာမှာလည်းကိလေသာအငယ်လေးတွေလည်းဟေးမမီးကလောင်ဟောကိလေသာလက်စားလေးတွေလည်းမင်းရှုနေတဲ့မမီးကလောင်ပလိုက်ပြီးရှိတယ်
ရိပ်မိလားကိလေသာကြီးစားတွေလည်းမင်းရှုနေတဲ့မမီးကလောင်ပလိုက်ပါသေးဘုရားအကြောင်းတော်နေဟောနေတာဟုတ်ကဲမောင်စိန်တော့ဘလောက်ဟုတ်တာမင်းကိလေသာငယ်လေးတွေလေတဲ့မင်းခုမိကိုအငယ်လေးတွေကညံငယ်လေးတွေလည်းလောင်တယ်မြစ်ကြီးတွေလည်းလောင်တယ်ဒါသစ်ပင်ကြီးတွေလောင်တယ်လို့မင်းရှုနေတဲ့ဖြင့်မင်းကလည်းဒါတွေနမူနာထားပြီးဝေဒနာငယ်လေးလည်းပြတ်တာပဲဝေဒနာအလတ်လည်းပြတ်တာပဲဝေဒနာကြီးလည်းပြတ်တာပဲမင်းကဒါတွေကိုညံလေးနဲ့ရှုနေတော့မင်းရှုနေမှတည်းနဲ့ကိလေသာငယ်လေးတွေလည်းလောင်မဟေးလို့ဘုရားကနောက်ကသိမ့်ပေးသေးတယ်မင်းရှုနေတဲ့ကိလေသာငယ်စားလေးတွေလည်းမမီးကလောင်လို့ပြောင်းမကွကိလေသာလက်စားတွေလည်းမမီးကလောင်လို့ပြောင်းမကွကိလေသာကြီးစားတွေလည်းမင်းရှုနေတဲ့ညာမီးကပฏิထားပြီးဒီကလာရှုတဲ့ညာမီးကြောင့်လောင်ကုန်မကွကျိုးစားလိုက်ငါ့ဖြစ်သက်ကျိုးစားလိုက်ဆိုပြီးကျောင်းတော်ကနေအားပေးဒီကအကုန်ကြားတယ်ဒီကအကုန်ကြားပြီးဒီကလာနေတော့ဘုရားဖရာကလည်းအားပေးလိုက်သူကလည်းရှုအားကပฏิထားပြီးဒီကလာညာနဲ့ရှုလိုက်တဲ့အခါကျတော့မောင်ထွန်းလိုက်နဲ့အဲ့ဒီနေရာထဲမှာအဲ့ဒီတော်မီပုံရင်တော်မီကာကွယ်ရင်တော်မီကြောင့်တောင်ပေါ်တက်ပြီးတော်မီနမူနာထားပြီးဒီကလာဝေဒနာဖြစ်ဖြစ်စီကိုရှုပြီးဒီကလာမှာကိလေသာငယ်စားအကြီးစားအလတ်စားတွေရောသူ့မညာကအကုန်ဆောင်ပြစ်တာဘူးအဲ့ဒီနေရာတဲ့မတူတို့ဒီကိုယ်တော်လေးရဟနာဖြစ်တယ်မောင်စိန်ထွန်းဘလို့ဟုတ်တယ်လဲဆိုတာတော့ကြားတယ်ဒါကြောင့်အပမရတာဟောတာသာစိတ်တမနိယကနာမနုရခတာတဲ့အလုံးစုံမိမိစိတ်ကိုတတိကိုဖြင့်ကွာအမြဲဆောင်ကြောက်ကြစမ်းပါမေ့လျော့တဲ့သဘောလေးနဲ့ဖြင့်နည်းနည်းမှမနေလိုက်ကြပါနဲ့ဟုတ်လားတန်ရောဇနာမနှုံထူလာနဲ့အနှုံထူလာအငယ်ကြီးဖြစ်တဲ့တန်ရောဇဉ်တို့ဒီကားလို့ဆိုလို့ချင်းဒါအဲ့ဒီကကိစ္စကြီးမီးလောင်တယ်လို့မြက်မီးလောင်လို့ပြောင်းတယ်လို့မင်းငါရှုတဲ့ညာမီးကလည်းတန်ရောဇဉ်အကြီးရောအငယ်ရောအလားရောပြောင်းသွားပြီကွာကျိုးစားလိုက်စမ်းပါလို့ဘုရားကလည်းအာဘေသူကလည်းတတိထားရှုတော့ဒီနေရာမှာရဟန္တာဖြစ်သွားတယ်ဘာလို့တတိရေးကြည့်တော့ကတတိကရှေ့သွားလိုက်တော့ပညာကနောက်ကလိုက်လာတာဟုတ်ကွာအဲ့တော့တတိကရှေ့တော့ပညာကနောက်ကလိုက်လာတော့ဒကာဓမ္မတို့ဒီကိုယ်တော်လေးမှာဘုရားဒီမှာတော်ထဲမှာ3လလောက်အားထုတ်တယ်တရားမရအောင်လမ်းကြမှာတောမိလောင်လို့တောမိနမူနာထားပြီးတော့ရှုလိုက်တာနဲ့ပဲခန္ဓာတွေကကိလေသာဆိုတဲ့တရားတွေကအကုန်လောင်ကျွမ်းပြီးဒီကလာရဟန္တာဖြစ်သွားတယ်ဘုရားကလည်းကျောင်းတော်ကနေပြီးလောင်ဖေးမင်းကြက်ရှုပေးမင်းရှုတဲ့ဉာဏ်လေးကကိလေသာငယ်စားလဲလောင်မကွကိလေသာလက်စားလဲလောင်မကွကိလေသာကြီးစားလဲပြောင်းဖေးမလျှော့လိုက်နဲ့ဘုရားကတတိလေးကြက်ထားရှုကွတတိလေးကြက်ထားရှုကွလို့ဆိုဘုရားကျောင်းတော်ကနေပြီးတခါတည်းအတန်ကုန်လွတ်ပြီးဒီကလာဒီကိုယ်တော်လေးကုန်းကြားလောက်ဟောနေတာဟုတ်အဲ့ဒီကြားလောက်ဟောတော့ငါလုံးနေတယ်လို့ဝသိမှန်တာပဲတတိထားတယ်လို့ဝသိမှန်တာပဲတတိထားတာဒီမသေးရသွားတာတတိလို့ရှင်သေးရသွားလိမ့်မယ်ဆိုပြီးတတိပဲသူကတခါတည်းမသေးရသွားတဲ့သဘောကိုပဲငါကြိုးစားလိုက်ပါတော့မယ်ဆိုပြီးတော့တတိနဲ့ပညာနဲ့တွဲပြီးလွှတ်လိုက်တော့ငယ်စားကိလေသာတွေကလည်းတတိပညာကလောင်ပလိုက်ကွာအလတ်စားကိလေသာတွေလည်းတတိပညာလောင်ပလိုက်ကွာအကြီးစားကိလေသာတွေသတိပညာကလောင်ပလိုက်တော့အကြီးစားလောင်တယ်ဆိုတဲ့ရတ္တမမရသေးဘူးလားအဲ့ဒီမှာဒကာဓမ္မတို့ရဟန္တာလေးဖြစ်သွားတယ်ဆိုတော့ရေးပြီဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဘယ်ဝင်လာပေါ်ပါလို့ကသတိထားလို့ရှိရင်အပြည့်မတွေ့ဘူးလားသတိထားအပြည့်တွေ့တယ်ဆိုတော့ခင်ဗျားတို့အပြည့်တွေ့တဲ့ဉာဏ်ဆိုတာဒီဉာဏ်ဆိုတာဒီကားလို့ရှိရင်ဥပဒနာဉာဏ်မဲ့ဉာဏ်ဆိုတာကအမှန်တန်ထက်တဲ့လောင်နိုင်တဲ့မိပါပဲဥပဒနာဉာဏ်မဲ့ဉာဏ်ဤသောမိသူမိဇန်ကြီးရထားတဲ့အခါကျတော့ကိလေသာမိုက်တဲ့ကြီးဟာမသွန်းနိုင်လောင်လာပဲရိပ်မိလားဒါဖြင့်ပฏิပညာဤသောမိသည်ကိလေသာမိုက်တဲ့ကြီးကိုလောင်စေနိုင်သောကြောင့်ကိလေသာရှိမှသာလျှင်သိရတာကိုဒကာဓမ္မတွေကိလေသာမိုက်တဲ့ကြီးလောင်လိုက်ပြီဖြစ်လေသောကြောင့်တို့ဖြင့်တတိသာထားလို့ရှိရင်ဘယ်တော့မှမတရားမှန်နိဗ္ဗာန်သို့သိချာရောက်မယ်ဆိုတာတို့ဆုံးရဲ့ချမယ်လို့စိတ်ထဲမှာထားကြပါရိပ်ပြီလားဒါရင်ယနေ့ပြီးရင်တော့ကြအောင်